ဝင်နေကြပါဒါကျွန်တော်အခုရောက်ရှိနေတာပြုံးနေမျိုးမှာဖွင့်လိုက်ထားတဲ့မိုးရဲမြန်မာကားစီးဘော်ဒီအလုပ်ရုံပဲဖြစ်ပါတယ်ကျွန်တော်ဖွင့်လိုက်ထားတဲ့လိပ်စာကတော့ဒါပေကျွန်တော်တို့မန္တလေးလာရှိုးလမ်းမကြီးရဲ့လေးတင်ကျွန်တော်တက်ဦးလမ်းရဲ့တောက်မှာကျွန်တော်တို့ရက်ွက်ကြီး30မှာဖွင့်လိုက်ထားတာဖြစ်ပါတယ်တက်ဦးရတနာဘုံကျောင်းဘေးကျွန်တော်တို့ရူဘီမတ်ရဲ့အနီးမှာကျွန်တော်တို့မန္တလေးလာရှိုးလမ်းမကြီးလေးတင်တက်ဦးလမ်းတောက်မှာကျွန်တော်တို့မိုးရဲမြန်မာကားစီးဘော်ဒီရုံပြုံးနေမျိုးမှာဖွင့်လိုက်ထားတာဖြစ်ပါတယ်မန္တလေးမြို့မှာဆိုရင်ကျွန်တော်တို့စက်မှုတက်မှာဆိုရင်ကျွန်တော်132လမ်း616နှစ်ကြာမင်္ဂလာလမ်းစက်မှုတက်မှာအလုပ်ရုံတရုံရှိပါတယ်ဆိုတော့ဒုတိယအလုပ်ရုံကတော့ရဲမွန်တောင်ရက်ကွက်ထဲမှာဖြစ်ပါတယ်ရဲမွန်တောင်ရက်ကွက်ထဲကျွန်တော်တို့38စီလမ်းနဲ့54လမ်းနဲ့55လမ်းကြားမှာကျွန်တော်ဖွင့်လှစ်ထားတာဖြစ်ပါတယ်အဲဒီမှာကျွန်တော်တို့3ရုံဖွင့်လှစ်ထားတာဖြစ်ပါတယ်အဓိကပေးတဲ့ဝန်ဆောင်မှုတွေကတော့ကျွန်တော်ကားဘော်ဒီပြုပြင်နဲ့ကားဆေးမှုနဲ့ဗမာအကွက်ပြကုန်းကောတို့လုပ်ငန်းများနဲ့ကျွန်တော်စက်ပေါ်လက်တင်နဲ့လုပ်ငန်းများပဲဖြစ်ပါတယ်ကားစီးဘော်ဒီကိစ္စအရရတို့ကိုတော့မိုးရဲမြန်မာကိုတိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုရင်ဖုန်းနံပါတ်ပြုံးနေမျိုးမှာဆိုရင်0989 0989 5ဆိုတဲ့ဖုန်းနံပါတ်နဲ့မန္တလေးမြို့စက်မှုတက်မှာဆိုရင်399898 945 53ဆိုတဲ့ဖုန်းနံပါတ်နဲ့ရဲမော်တောင်ရက်ကွက်အလုပ်ရုံကနံပါတ်3နံပါတ်1အလုပ်ရုံမှာဆိုရင်ကျွန်တော်တို့9620 620 20ဆိုတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့ကားစီးဘော်ဒီကုန်းကောနဲ့စက်ပေါ်လက်တင်တဲ့ကိစ္စရရတို့ကိုတိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်